မရွှေထားရဲ့အခြေမတူဘဝအနေချနေအစင်တန်းလဲဝေးกว่าနေမပြတ်မှန်းလဲတွေ့ပါသလေရှင်ကတော်ဖြစ်မှာတွေပြီးပါသလေပါဒီကိုလေပင်မနဲ့အသက်မလေးအချစ်လန်းွယ်မရှိရှာဖွေအချစ်ကံပဲပြောပါစေဘုမရွှေထားရဲ့ဟာတကယ်ကိုမှအချစ်ပေါ်ဒီများအပြစ်ဆုံးမလားလေအလွမ်းနေရင်နဲ့ဝဲထွတ်တော်ကြာရင်ဖဲရကြည်လေ